ချစ်သူလေးနဲ့ရွှေလက်တွဲသွားပြီဖြစ်တဲ့မင်းသမီးလေးမေပကြီးပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မေပကြီးဟာလည်းအနုပညာလောကထဲမှာခန္ဓာကိုယ်လှတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်မေပကြီးဟာဆိုရင်တော့ကံကောင်းတဲ့မိန်းကလေးတစ်ယောက်ဆိုရင်လည်းမမှားတာဖြစ်ပါတယ်မေပကြီးကတော့အနုပညာအလုပ်တွေမှာတိတ်မအောင်မြင်ပေမဲ့သူမအနေနဲ့ live sale တွေမှာတော့အတော်လေးကိုအောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်မေပကြီးဟာဆိုရင်တော့အခုနောက်ပိုင်းမှာလည်းအတော်လေးကိုနာမည်ကြီးလာတာဖြစ်ပါတယ်အနုပညာအလုပ်တွေလည်းယူသွတ်သူတစ်ယောက်ဖြစ်တာကြောင့်ဇက်ကမရွေးပဲနဲ့သူမတရုပ်ဆောင်နိုင်သလောက်အတိုင်းအတာတစ်ခုထိကိုတရုပ်ဆောင်တာဖြစ်ပါတယ်။မေပကြီးရဲ့တရုပ်ဆောင်မှုတွေကလည်းတကယ့်ကိုမှဇက်ရုပ်ပြပြနာဖြစ်ပါတယ်။မေပကြီးအောင်မြင်မှုနောက်ွယ်မှာလည်းသူမရဲ့မန်နေဂျာရှိနေရဖြစ်ပါတယ်။မန်နေဂျာဖြစ်သူကိုမျိုးဟာမေပကြီးကိုအစအရာရာကူညီပေးတာဖြစ်ပြီးသူတို့နှစ်ယောက်ကလည်းချစ်သူတွေဖြစ်ပါတယ်။တယောက်နဲ့တယောက်နားလည်မှုကိုစီရှိကြတာဖြစ်ပြီးတော့တယောက်ကိုတယောက်လည်းကူညီပေးကြတာဖြစ်ပါတယ်။မေပကြီးဟာကိုမျိုးနဲ့ချစ်သူဖြစ်တာကံကောင်းခြင်းတစ်ခုပဲဖြစ်ပါတယ်။သူမတို့ချစ်သူနှစ်ယောက်အတူတူစုဆောင်းရှာဖွေပြီးဘဝတိုးတက်အောင်ကြိုးစားခဲ့လို့လေဒီအခြေအနေအတိုင်းအတာအထိကိုအောင်မြင်တာဖြစ်ပါတယ်။လွန်ခဲ့2025တုန်းကတော့ကိုမျိုးဟာမေပကြီးကိုလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီးအဲဒီတုန်းကလည်းမေပကြီးဟာအလှကြီးလာနေခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုလည်းပရိသတ်တွေကလည်းသဘောတူသလိုအနုပညာအတိုင်းဝိုင်းကလည်းတခဲနဲ့အားပေးသဘောတူကြတာဖြစ်ပါတယ်။အဲလိုသဘောတူမှုတွေနဲ့အတူတူသူတို့နှစ်ယောက်ကလည်းလက်ထပ်ပွဲလုပ်ဖို့အတွက်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ကိုမျိုးကတော့မေပကြီးကိုတင်းတောင်းတင်းတယ်ထားနိုင်အောင်ကြိုးစားသူတစ်ယောက်ဖြစ်ပြီးမေပကြီးကလည်းကိုမျိုးရှိနေဘလို့အခက်အခဲတွေပဲရှိရှိရင်ဆိုင်မှုအတွက်အသင့်ရှိနေသူတစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့အခုချိန်မှာမုံရိုးရာအတိုင်းလက်ထပ်ထိမ်းမြားလိုက်ကြပြီပဲဖြစ်ပါတယ်။မေပကြီးဟာမုံလူမျိုးတစ်ယောက်ဖြစ်ပြီးသူမဟာသူမရဲ့ရိုးရာဓလေ့ကိုလည်းအမြဲတမ်းအလေးထားသူတစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်းလဲမွန်ရိုးရာနဲ့ပတ်သက်တာတွေကိုမျှဝေလေးရှိပြီးမွန်လူမျိုးတစ်ယောက်ဖြစ်ကြောင်းလဲဂုဏ်ယူစွာနဲ့ဖော်ပြတတ်တာဖြစ်ပါတယ်။အခုလဲမေပကြီးဟာမွန်ရိုးရာအတိုင်းမင်္ဂလာဆောင်ခဲ့တာကြောင့်မွန်လူမျိုးတွေရဲ့ချီးကျူးဂုဏ်ပြုခြင်းကိုခံနေရပြီပဲဖြစ်ပါတယ်။မင်္ဂလာဆောင်ဖိတ်စာကစမေပကြီးကမွန်ရိုးရာဝတ်စုံနဲ့မွန်ရိုးရာပုံစံပတ်အောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူမတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာကလည်းအတော်လေးကိုမှသဘောကျစရာကောင်းပြီးရိုးရာအငွေသက်တွေပါဝင်နေရဖြစ်ပါတယ်။အခုလည်းမင်္ဂလာဆောင်ကိုမွန်ရိုးရာအတိုင်းပိတ်သိမ့်ပြုခြင်းရိုးရာဓလေ့အတိုင်းအခမ်းအနားကျင်းပခြင်းတို့ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူမမင်္ဂလာဆောင်မှာလည်းအနုပညာအတိုင်းဝိုင်းကလူတွေကသူတို့သားသူတို့သမီးအရန်တွေလုပ်ပေးကြတာဖြစ်ပြီးအားလုံးကလည်းဂုဏ်ပြုကြိုဆိုကြတာဖြစ်ပါတယ်။မေပကြီးကလည်းမွန်ရိုးရာသူတို့သမီးဝတ်ဆောင်လေးနဲ့အလှကြီးလာနေရဖြစ်ပါတယ်။သူမရဲ့အလှကလည်းအရင်ကတည်းကမဟာဆန္ဒဖြစ်ပြီးအခုပုံစံလေးကတော့တကယ်ကိုမှကြက်တည်ရှိရှိလှပနေရဖြစ်ပါတယ်။မေပကြီးကတော့အလှပဆောင်သူတို့သမီးလေးတယောက်ဖြစ်နေချစ်ရသူလေးနဲ့အတူတူရွှေလက်တွဲသွားခဲ့ပြီပဲဖြစ်ပါတယ်။လူတိုင်းကတော့ချစ်ပြီးရင်ချစ်ရသူနဲ့လက်တွဲကျင်တာတဘာဝဖြစ်ကမေပကြီးကတော့သူမအပေါ်မှာနားလည်ပြီးချစ်ပေးဂရုစိုက်ပေးရဲ့သူနဲ့လက်တွဲရတာဟာတကယ်ကိုကံကောင်းသူတယောက်ဖြစ်ပါတယ်။ပရိသတ်တွေလည်းမေပကြီးအတွက်ချီးကျူးစကားလေးပြောပြီးသွားကြပါအောင်ရှင်။